တင်းကစောက်ပေါ်ပါ ငါကဆောပါ ငေါ်လဲစောက်ပေါ်ပါဒါမင်းတို့ကမတက်ရိုက်လိုက်မကြည့်လားမန်ယူဖန်မန်ယူဖန် အမယောအတူပါ ဒါမန်ယူဖန်အင်ဂျီဒါမျိုးပြောပလေယာအင်ဂျီဒါကတော့ကျွန်တော်တို့တင်းထဲမှာဘိုက်ဘဲမှာဘိုက်ဘဲမရဘိုက်ဘဲအရှင်လည်းမရတဲ့တယောက်ဖြစ်ပါတယ်ယောဂတဲ့ပါဒါကတော့ ဆရာမ ဒါကတော့ကျွန်တော်တင်းထဲမဟုတ်ပါဆက်မပြောတော့မှာဒါကကျွန်တော်တို့တင်းထဲရတယ်ဖြစ်ပါတယ်ဟဲ့ဦးချဝဲမိတ်ဆက်အင်ဂျီလို့ အားလုံးပဲမင်္ဂလာပါရှင်ကျမရတော့ရဟတ် ကျမရဟတ်အဖွဲရဲ့အနာတကယ်လေးဖြစ်ပါတယ်ကျမတို့မနှက်ဖြန်အတွက်ပေါ့နော်အရှင်လုပ်နေကြပဲဖြစ်ပါတယ်ဒါကတော့ကျမတို့ရဲ့အဖွဲတွေဖွဲသားတွေဖြစ်ပါတယ်ဖြီထားပါဒီမှာတရားစီရင်တော့ intro ဝင်ခိုင်းလိုက်ဆို အင်ဂျီဝင်စားတို့လေကိုဖွဲ့နာမည်ပြောလေ โอเคမင်္ဂလာပါဒီနေ့ကျမတို့ဝဲနာကဘာလဲ ရဟတ် အော်ရာဟတ် ရာဟတ်ပဲဖြစ်ပါတယ်ကျမပဲလား ကိုတင်းထဲမှာဘယ်လိုလူမျိုးလို့ထင်လဲ ငါလားငါကူငါလား ကိုတင်းထဲမှာဘယ်လိုလူမျိုးထင်လဲအမ ငါလား ဘယ်များလို့ ငါလား ပဲအများဆုံးလူလို့ပြောမှာပေါ့ ဒီကခေါင်းသားတောင်းလို့ဒီကခေါင်းသားရိုက်ပြီလားငါညာတယ်ဒီကခေါင်းသားโอเคရိုက်ပြီ ပဲဆက်ပြလား တော့မိတ်ဆက်ခိုင်း မလာပြီအရှင်လုံးမြင်လားဟောမကြည့်ပါ တော့မိတ်ဆက် အဲ့ဆက်ဆိုကြရတယ်က